မင်္ဂလာပါရှင်ကျမဒီနေ့ဆက်တာလေးကတော့ကညွတ်ပဇွန်ကညွတ်ရဲ့ပဇွန်ရဲ့ငဖယ်လေးရဲ့ကြော်ပါတယ်ရှင်ဒါလေးကစိတ်သားကြောင်နဲ့ငမီးစိမ်းနဲ့အဆက်ချက်ပါတယ်ဒါလေးကချင်းဟင်းကစွန်းရွက်ရဲ့ရုံးမလီတီးရဲ့ခရမ်းတီးလေးရဲ့ချက်ပါတယ်ချင်းမင်းဖြူလေးနဲ့သုံးဆောင်ပါမရှင်ဆက်ကြပါအောင်ရှင်မတော်လေးပြီးတော့ဆက်ကြပါအောင်ရှင်ငန်းကောင်းပါရဲ့ကြဆက်ချက်နေဆက်ကြပါအောင်ရှင်ငန်းကောင်းပါရဲ့ငန်းကောင်းပါရှင်